ကဲမင်္ဂလာပါကျွန်တော်ခေါ်ဆိုင်ပါကဲမိသားစုဝင်တွေဒီညဒီဗီဒီယိုပိုင်းလေးကိုတွေ့မယ်ဆိုမိသားစုဝင်တွေအတွက်အများကြီးအကျိုးရှိပါလိမ့်မယ်ဗီဒီယိုပိုင်းလေးကိုများများလေး share ပေးပါเนาะကျွန်တော်ရဲ့အကောင့်လေးကိုဗီဒီယိုလေးတွေတင်တာတွေ့ကျင်တယ်ဆိုအပေါင်းလေးနှိပ်ထားမယ်เนาะကျွန်တော်အခုလာပြောချင်တာကမနက်ဖြန်ကျွန်တော်တို့25ရက်เนาะအင်္ဂါနေ့เนาะကျွန်တော်တို့เนาะပန်း3ပွင့်ကြိုက်တဲ့မိသားစုဝင်တွေအတွက်ကိုကျွန်တော်အတိတန့်ပြောပြတာပဲဖြစ်တယ်ကျွန်တော်တခါလေးပြောရမယ်နော်25ရက်နေ့အင်္ဂါနေ့ကိုပန်း3ပွင့်ကြိုက်တယ်ဆိုရင်နော်ဒီထဲမှာကျွန်တော်နဲ့စိတ်ချင်းတူတဲ့ဝါသနာချင်းတူတယ်လက်ကြီးတယ်ဆိုရင်ဒီမှာပြထားတဲ့ Viber ဒီ Viber ကိုလာပြီးတော့ high လို့ရတယ်ကလိန်ကကြစ်ဟိုလူလိန်လူကောက်ကျွန်တော်လုံးဝလက်မခံဘူးနော်ဒါကျွန်တော်ဘက်ကပုံမှန်အားတော့ဖြင့်မိသားစုဝင်တွေကိုကူညီပေးမှာเนาะကျွန်တော်အတွက်ကိုเนาะပန်း3ပွင့်လိုချင်တယ်ဆိုရင်ကျွန်တော်အတွက်ကိုမုတ်ဖိုးနေနဲ့เนาะ1000ဘိုးထည့်ပေးရမယ်เนาะကျွန်တော်ပြောတာရှင်းရှင်းပဲเนาะကျွန်တော်အတွက်မုတ်ဖိုး1000ဘိုးထည့်ပေးရမယ်အဲ့တော့ကျိုင်းနှစ်တက်တဲ့မိသားစုဝင်ပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ပါ share ပေးပါကျွန်တော်ပြောတဲ့ပန်း3ပွင့်ကို1000ဘိုးထည့်ပေးတာကိုများတဲ့ထင်ကျွန်တော်ဗီဒီယိုဖိုင်ကိုကြော်သွားပါเนาะကြော်သွားပြီးလို့ရတယ်မနက်ဖြန်ရောလုံးဝပန်း3ပွင့်ကကောင်းတဲ့အတွက်ကြောင့်မို့เนาะဟာဆရာကြီးပန်း3ပွင့်ကမများပါဘူးနေတော့ပါပဲကြိုက်တယ်ဆရာပြောတဲ့1000ဘိုးမဟုတ်ထည့်ပေးမယ်ဆိုရင်ရပြီเนาะကြံတာဘာမှမလုပ်အဓိကဂတိတစ်လုံးနဲ့အလုံးလုံးချင်တယ်ကျွန်တော်ရဲ့ Viber ကိုလာပြီးပြင်ပရောက်နေတဲ့မိသားစုဝင်တွေကတော့ Viber မသုံးဘူးဆိုရင်ကိုယ်တိုင်ကိုယ်ကြဆက်ပြီးเนาะအဲ့ဒါဒီနံပါတ်တစ်ခုပဲသုံးတယ်ဒီနံပါတ်ကမှအခြားနံပါတ်ဆိုရင်တော့ကျွန်တော်လုံးဝတန်ဝင်မြူးเนาะအတူပါတွေပဲเนาะမိသားစုဝင်တွေကိုတော့ကျွန်တော်ဒီညဒါလေးကိုပြောချင်တယ်နောက်လဲကျွန်တော်ဗီဒီယိုအများကြီးတင်ဦးမှာမလို့ကျွန်တော်ရဲ့အကောင့်ကိုလည်းမိသားစုဝင်တွေဘက်ကနေเนาะဘေးမှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့အောက်မှာရှိတဲ့အသေးနဲ့ comment ကိုဝင်ရေးလို့ရတယ် copy link လေးယူ share ပေးခဲ့เนาะအားပေးသောမိသားစုဝင်တွေเนาะတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်တယ်ဒီနေ့မှစကျွန်တော်တို့တွေ့လို့အားပေးနေတဲ့မိသားစုဝင်တွေနောက်နှစ်ပေါင်းများစွာအထိငွေအများကြီးရမယ်เนาะအများကြီးလဲစူးစမ်းပေးမယ်เนาะအဲ့တော့ကျွန်တော်ရဲ့မိသားစုဝင်တွေကျေးဇူးအများကြီးတင်ပါတယ်ကောင်းသောညချမ်းလေးဖြစ်ပါစေ